အားလုံးပဲမင်္ဂလာပါတဲရောပိုင်းချီကကြိုဆိုပါရစေဒီနေ့လုပ်ပေးမယ်အကြောင်းလေးကတော့ကို့အကြောင်းကိုသူတို့ဘာတွေပြောနေလဲကို့မနာလိုတဲ့သူတွေရှိနေလားပေါ့နော်ချီကဒါ January reading လုပ်ပေးတာဖြစ်တယ်ပေါ့နော်အကုန်လုံးရဲ့ energy ကိုဆွဲပြီးတော့ကြည့်ပေးတာဆိုတော့ကိုနဲ့ကြိုက်တဲ့ energy လေးကိုယူပေါ့နော်ဒီမှာပိုင်းလေးနှစ်ပိုင်းပေးထားတယ်အဲ့ဒီကမြင်ပြီးတော့ကိုကြိုက်တဲ့ပိုင်းလေးကိုရွေးပြီးတော့ဆက်ကြည့်ပေးပေါ့နော်တကယ်လို့ချင်တဲ့ private reading လိုချင်တဲ့ကိုအတွက်ပဲကိုသိချင်တယ်ဆိုလို့ရှိရင်ချီကိုဒီ TikTok ဒါမှမဟုတ်ရင် Messenger အမြင်လာပြီးတော့ဆက်သွယ်နိုင်တယ်နော်ဖိုင်ဝမ်လေးတွေမင်္ဂလာပါဖိုင်ဝမ်ကိုရွေးချယ်ထားတဲ့သူလေးတွေကပေါ့နော် social butterfly လေးတွေဖြစ်နေတတ်တယ်ကိုကအပျော်ပါလဲမှတ်တတ်ကြတယ်ပြီးတော့ family oriented လည်းဖြစ်တယ်ပေါ့နော်မိသားစုကိုတော်တော်ချစ်ခင်ကြတယ်ပြီးတော့ဒီဖိုင်ဝမ်လေးတွေရွေးချယ်ထားတဲ့လူလေးတွေမှာပေါ့နော်ကိုကိုအဲ့လိုမျိုးကြိတ်ပြီးတော့သဘောကျနေတဲ့ secret admirer လေးတွေလည်းရှိတတ်တယ်ပေါ့နော်ပြီးတော့ဒီပိုင်လေးကိုရွေးချယ်ထားတဲ့သူက mentally strong အရန်ဖြစ်တယ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာအရန်အဲ့လိုမျိုး strong အရန်ဖြစ်တယ်ပြီးတော့ဘေးနာကကိုယ့်ရဲ့ပတ်ဝန်းကျင်ဟာလူတွေကိုလည်းဒီမှာဂရုတစိုက်ရှိပေးကြတာတွေ့ရပေါ့နော်ကိစ္စတစ်ခုခုဆိုလို့ရှင်ကိုကပြက်ပြက်တသားနဲ့လှုပ်ဆောင်လေးရှိကြတယ်ပြီးတော့ဒီဖိုင်ဝမ်ရွေးချယ်ထားတဲ့လူလေးတွေကစကားပြောဆိုမှလည်းကိုကဒီတခွန်းဆိုတခွန်းနဲ့ပြက်သားတတ်ကြတယ်ပေါ့နော်ဒါမဲ့အဲ့လိုအရေးချင်းတွေရှိတာအကြောင်းပေါ့နော်တချို့ကကိုအမြင်ကတ်ကြတယ်ပြီးရင်ကိုရဲ့ဒီစကားပြောဆိုမှတစ်ခါလေကြားလို့ရှိရင်အဲ့လိုမျိုး flirting ထုံးလေးတွေပါနေတတ်တယ်ပေါ့နော်အဲ့လိုမျိုးကိုကတော့ easily လောက်တာမဟုတ်ဘူးပေါ့ကွာဒါမဲ့သူများတွေကအဲ့လိုမျိုးအညောင်နဲ့ easily လောက်တယ်အဲ့လိုမျိုးထင်ပြီးတော့ကိုအမြင်မကြည်တာလေးတွေမနာလိုတာလေးတွေရှိတတ်တယ်ပေါ့နော်ပြီးတော့ဒီဖိုင်ဝမ်လေးတွေရွေးချယ်ထားတဲ့လူတွေမှာလေတော်တော်များများကသူတို့ရဲ့အဲ့လိုမျိုးယူတို့ရဲ့ဘဝတွေကပေါ့နော်ပြည့်စုံပြီးတော့အဲ့လိုမျိုးမိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်အဲ့လိုမျိုးမိသားစုကလည်းကိုလိုချင်တာကိုဖြည့်ဆည်းပြီးတယ်အဲ့လိုမျိုးကြောင့်တချို့လူတွေကကိုအမြင်ကက်စရာဖြစ်နေတတ်တယ်ပေါ့နော်โอเคဒါမဲ့ဘသူပါပျော်ပျော်ဂူးမဆိုင်ပါနဲ့ဖိုင်ဝမ်လေးတွေပြီးတော့ချီနဲ့ဒီ private reading လိုချင်တယ်ဆိုရင်ချီကိုဒီ TikTok ဒါမှမဟုတ်ရင် Messenger အမြင်လာပြီးတော့ဆက်သွယ်နိုင်ပါတယ်เนาะကိုနဲ့လည်း energy ကိုက်မယ်လို့မျှော်လင့်ပါတယ်ဖိုက်2ကိုရွေးချယ်ထားတဲ့လူလေးတွေမင်္ဂလာပါဒီဖိုက်2သမားလေးတွေရဲ့ energy อ่ะပေါ့เนาะကိုကအဲ့လိုမျိုး carefree ဖြစ်တယ်အဲ့လိုမျိုးကိုယ့်ရဲ့ mindset လေးကပေါ့เนาะကိုယ့်ဘက်ကပြီးတော့တစ်ဖက်လူကကိုယ့်ကိုပြန်ပေးမှကြိုက်တတ်တယ်ပေါ့เนาะကိုကအဲ့လိုမျိုးလွယ်လွယ်နဲ့တိတ်ပြီးတော့ဂရုမစိုက်တဲ့ထဲမှာပါတယ်ပြီးတော့ကိုက give and take သမားဖြစ်တယ်ပေါ့เนาะကိုကလည်းပေးမယ်တစ်ဖက်ကလည်းကိုယ့်ကိုပြန်ပေးမှအဲ့လိုမျိုးပုံစံပေါ့เนาะပြီးတော့ yin and energy အဲ့လိုမျိုး yin and yang energy အဲ့လိုမျိုးတူကြတဲ့လူတွေလေးဖြစ်တယ်ပေါ့နော်ဒီဖိုက်တူးလေးတွေကိုရွေးချယ်ထားတဲ့သူတွေကလေအခြေအေးမှာကံကောင်းတတ်တယ်ပေါ့နော်ပြီးတော့လူချစ်လူခင်ပေါ်များသလိုကိုယ်အဲ့လိုမျိုးလူမုံလေးပေါ်များကြတယ်ပေါ့နော်ကြိတ်ပြီးတော့အဲ့လိုမျိုးမုံနေကြတဲ့လူတွေလေးရှိတယ်ဒါမဲ့ကိုရှိမှာတော့တစ်မျိုးကိုနောက်ကမှာတစ်မျိုးအဲ့လိုလူတွေပေါ့နော်အဲ့တော့ဒီဖိုက်တူးလေးတွေရွေးချယ်ထားတဲ့လူလေးတွေကလေဖိုင်ဝမ်လေးတွေနဲ့အဲ့လိုမျိုးခက်ဆင်ဆင်ပဲပေါ့နော်ယူတို့ကအဲ့လိုမျိုးငွေကြီးနဲ့ပတ်သက်ပြီးတော့ကိုယ်မနာလိုတဲ့လူတွေရှိတတ်ကြတယ်ပေါ့နော်အဲ့လိုမျိုးကိုကပြည့်စုံနေတာကိုကြိတ်ပြီးတော့အဲ့လိုမျိုးမနာလိုတဲ့လူတွေရှိနေတာပေါ့နော်အဲ့တော့ဒီဖိုက်တူးသမားလေးတွေစိတ်ဝင်စားလို့ရှင်ပိုင်ဝမ်လေးကိုပါဝင်ကြည့်လို့ရတယ်ပေါ့နော်โอเคအဲ့တော့ဖိုက်တူးသမားလေးတွေကိုဘယ်သူပဲအဲ့လိုမျိုးမနာလိုပါညာအဲ့လိုမျိုးဖြစ်ပေါ့နော်ဂရုမစိုက်ပါနဲ့ကိုလုံးဆရာရှိတာကိုဆက်လုပ်ပါပေါ့နော်အဲ့တော့ဒီဖိုက်တူးလေးတွေကိုအတွက်ပဲ private reading လိုချင်တယ်ဆိုလို့ရှိရင်ချီကိုဒီ TikTok ဒါမှမဟုတ်ရင် Messenger အမြင်လာပြီးတော့ဆက်ရောက်မေးမြန်းနိုင်တယ်เนาะ Okay အဲ့ဆိုလို့ရှိရင်ဖိုက်တူးလေးတွေ collect ပါ and then see you